ဘုရားရှင်ရဲ့ကျေးဇူးတော်ကိုသူပဲချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်တလုံးသွားတဲ့ဗိမာန်တော်မှာနော်ရောက်ရှိလာပြီးတော့ကိုးကွယ်ခြင်းအပတ်တိုင်းကျွန်တော်တို့ဘုရားကျောင်းမှာစုယုံပြီးကိုးကွယ်ရခြင်းကနော်ဒီနေ့အသက်ရှင်တော်ဘုရားကိုကိုးကွယ်တာဖြစ်ပါတယ်ဒီအထူးဖြင့်တော့တေခြင်းမေဇုမန်ကိုအောင်မြင်တော်ဘုရားဒါကြောင့်တေခြင်းကိုအောင်မြင်တော်ဘုရားဖြစ်တဲ့အတွက်ကြောင့်သူကတေခြင်းကနဲ့ရှင်ပြန်ပြီးတော့မှထာဝရကောင်းကင်ကိုခြေကြွသွားတာဖြစ်တယ်။နောက်တစ်ချိန်ကျရင်ပြန်လာအောင်မယ်။ထို့နည်းတူပဲကျွန်တော်တို့ယုံကြည်တော်သူကိုလည်းပဲနော်ယုံကြည်တော်သူကိုထာဝရအသက်ပေးမယ်ဆိုပြီးတော့အာမခံကျွန်တော်တို့ပေးသွားတာဖြစ်ပါတယ်။ဒီနေ့ကဘာမှာရှိတဲ့သူတွေအသားရောင်မခွဲပြဘူးလူမျိုးနော်မခွဲကြပါဘူးလူသားအားလုံးကအမတန်မှကြောက်တဲ့အရာတစ်ခုရှိတယ်ကျွန်တော်တို့အားလုံးရဲ့ဘုံရန်သူတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့တေခြင်းဖြစ်တယ်နော်ဆင်းရဲတော်သူပဲဖြစ်ဖြစ်ချမ်းသာတော်သူပဲဖြစ်ဖြစ်အသက်ကြီးတော်သူပဲဖြစ်ငယ်တော်သူပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့မဟာရန်သူကဘာလဲဆိုတော့တေခြင်းဖြစ်တယ်အဲ့ဒီတေခြင်းကိုနော်ဘာသာတိုင်းကလည်းပဲပါလေကြောက်နေရတယ်မတေဖို့ကိစ္စကိုလူတွေကအမျိုးမျိုးကြိုးစားကြတယ်နော်ဟိုတမိုင်းအစဉ်ဆက်ပါပဲလူတမိုင်းမှာကျော်လူတွေကမတေဖို့အမျိုးမျိုးလှုပ်ရှားအောင်ကြိုးစားကြတယ်လို့ပြောတယ်နော်ဆေးတွေအမျိုးမျိုးပေါ်ကြတယ်အခုကဆေးသိပ္ပံတွေခက်မိလာတဲ့အခါကျတော့လူကမတေဖို့ကိုပါလဲဆိုအသက်ရှည်ဆေးတွေနော်ကျမ်းမာအောင်ဘယ်လိုနေရမလဲဟိုအစားတောက်တော့မှဘာတွေစားမလဲတခါတည်းကိုအသေးစိတ်လာတာဗျလူကဘာလဲဆိုတော့ရှာဖွေသမျှစူးစမ်းသမျှအားလုံးကဘာလဲဆိုတော့မတရားဖို့အရေးကိုလုပ်နေတာဗျဒါပေမဲ့တေခြင်းကတော့မျက်နာမလိုက်ပါဘူးတေခြင်းကတော့နော်လူဖြူလူမဲမခွဲခြားဘူးတေခြင်းကအသက်ကြီးသူအသက်ငယ်သူကြောင့်ခွဲခြားခြင်းမရှိပါဘူးအားလုံးစီမှာဘာလဲဆိုတော့တပြေးညီလာတာဖြစ်တယ်ဒါကြောင့်တမန်ကျမ်းစာထဲမှာဘာပြောလဲဆိုတော့လူဒီတစ်ခါတည်းတရားဤထို့နောက်မှာတရားစီခြင်းလာမယ်လူတိုင်းကတရားမှာပဲတော့ဘယ်အချိန်တရားမလဲဆိုတာလဲကိုရွေးချယ်ခွင့်မရှိဘူးဗျာကျောင်းမြန်မာပြည်မှာအားလုံးသိတဲ့အတိုင်းပဲငလင်ကလှုပ်တဲ့အခါမှာရုပ်လောင်းတွေကိုတွေ့တချို့ကဖုန်းကန်ရက်နဲ့တေးနေတာသူအဲ့ဒီချိန်တေးရမယ်ဆိုတာဘယ်တော့မှသူစဉ်းစားခဲ့မှာမဟုတ်တချို့ကထိုင်လက်နဲ့တေးနေတာတချို့ကအိတ်လက်နဲ့တေးနေတာတချို့ကပြေးလက်နဲ့တေးနေတာဟာတေးခြင်းကကျွန်တော်တို့အချိန်မရွေးရောက်လာနိုင်ချို့ကမော်ဒယ်တွေပါတယ်တချို့ကချမ်းသာတဲ့သူစီးပွားရေးလုပ်ငန်းရှင်တွေချို့ကဆရာဝန်တွေပါတယ်ကဏ္ဍပေါင်းစုံကဆရာဝန်လည်းပဲဆေးခန်းသွားဖို့သူပြင်ဆင်နေပါပဲမော်ဒယ်ကလည်းပါလေနာမည်ပူကြီးအောင်သူနော်ခဏနေကြရင်ပါအစီအစဉ်ဆိုတာသူဆွဲနေမှာပဲဒါပေမဲ့ရုပ်တရက်ဆိုတယ်လို့ပဲနော်ဒါရွေးချယ်ခွင့်မရတဲ့အချိန်ဒါအသက်ဆုံးရှုံးလိုက်ရဒီနေ့ကျွန်တော်တို့ရဲ့ဘဝကတေခြင်းကအချိန်မွေးရောက်လာနိုင်တာဖြစ်တဲ့အတွက်ကြောင့်တော့ဘာသာတရားတိုင်းကလည်းပဲတေရင်ပဲသွားရမယ်ဆိုပြီးတော့မျောလင့်ချက်တွေနဲ့ကိုးကွယ်ကြတာအဲ့ဒီတေခြင်းကဘလောက်ကြောက်စရာကောင်းလဲဆိုတော့ကျွန်တော်အခုခေတ်မှမဟုတ်ဘူးဗျဘာသာတရားစပေါ်ကြတဲ့ကနဲ့နော်ဘာသာတိုင်းမှာလည်းပဲတေရင်ပဲသွားမလဲတေရင်ပဲဘဝရောက်မလဲကောင်းရာဘဝရောက်ဖို့အတွက်ကြိုးစားကြအီဂျစ်ပြည်မှာဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း3000ကျော်ကတည်းကနဲ့အမတမနော်ဩဇာအာဏာကြီးတဲ့ချမ်းသာကြွယ်ဝတဲ့ပြောမှဆိုရင်ဖာရောဘုရင်တို့တောင်မှဘာဆိုသူတို့ဖျားတစုလို့သူတို့ကိုကိုးကွယ်ခဲ့တာဖာရောဘုရင်ကသူတို့ရဲ့တိုင်းပြည်မှာဆိုရင်ဖျားတစုလို့ပဲဒါနေကနဲ့မွေးလာတယ်လို့သူတို့ယုံကြည်တယ်အဲ့တော့ဖာရောဘုရင်တည်သွားတဲ့အခါမှာသူရဲ့ရုပ်ကလပ်ကိုဘာလို့ဆိုမပုတ်မတိုးအောင်မာမီလိုမျိုးလှုပ်ပလိုက်တာမာမီလိုမျိုးပေါ်ဆက်ပြီးတော့မှသူရဲ့ရုပ်ကိုရုပ်မပြတ်အောင်မပုတ်တော့အောင်သူတို့ကလှုပ်တယ်
လောက်ပြီးတော့မှအမတန်မှကြီးကျယ်ခမ်းနားတဲ့ pyramid ထဲမှာသူကဂူတွင်းတာမရသေးဘူးသူ့မှာရှိတဲ့ရွှေငွေတွေဓာလန်တွေအားလုံးနော်သူရဲ့ကိုချက်ဝတ်တွေဒဇာပလာတွေရွှေအဖို့တန်ရတနာတွေအားလုံးကိုသူနဲ့တခါတည်းမြုပ်ရတယ်မကဘူးဘာလို့ဆိုဖာရောဘုရင်တည်သွားတဲ့အခါမှာတဲ့နော်ဒီဖာရောဘုရင်ကသူ့ရဲ့ရွှေငွေတွေနဲ့ကျွယ်ဝမှုနဲ့နာမည်စည်းစိမ်နဲ့အချွေအံတွေနဲ့သူကနောက်ဘဝကိုဆက်သွားနိုင်မှုအတွက်အလွယ်တကူနဲ့သူနော်ဒါအသက်ရှင်နိုင်မှုအတွက်သူ့ဘာလုပ်ပေးရတယ်လဲဆိုတော့နောက်ဆုံးဖက်တေတော်မှအိမ်မွေးတရိษံတော်မှသူ့မာမီတွင်းပြီးပေးရတယ်ဒါကြောင့်အခုအေဂျစ်နိုင်ငံမှာနော်ဒါမိချောင်းတေးသေးလေးနောက်ပြီးတော့ဗာလဲကြက်တူရွေတို့မာမီလှုပ်ထားပြီးတော့မှမြုပ်ထားတာဗျဒီဘယင်ကဘလောက်ထိဩဇာအာဏာကြီးလဲဆိုတော့ဖျားတစုလိုကိုးကွယ်ခဲ့တဲ့လူကအသက်ချုပ်ငြိမ်းရတယ်အသက်ချုပ်ငြိမ်းတဲ့အခါမှာလဲသူပိုင်တဲ့စီးစိမ်ဥစ္စာတွေကျွယ်ဝခြင်းတွေအားလုံးကိုဗါတယ်သူ့ကိုတော့ထည့်ပေးလိုက်တယ်ဒါပေမဲ့သူရမရကြောင်းအာမခံချက်ရှိလားသူလည်းမသေးချင်ပါဘူးသူလည်းတစ်သက်လုံးအသက်ရှင်ချင်တာပဲဒါပေမဲ့အသက်ချုပ်ငြိမ်းရလူအားလုံးကဒီနေ့အပြစ်နုံနဲ့ကြားရောက်တဲ့အပြစ်ရဲ့အဖိုးခါကတည်ခြင်းဖြစ်အပြစ်ရဲ့အဖို့ကတည်ခြင်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကခန္ဓာလဲချုပ်ငြိမ်းရတယ်လို့ဝိညာဉ်လည်းပဲဖျားနဲ့ကျွန်တော်အဆက်တွေပြတ်ပြီးတော့မှခန္ဓာဆုံးရှုံးတဲ့အခါမှာဝိညာဉ်လည်းပဲဗာလဲတရားစီရင်ခြင်းနဲ့ကျွန်တော်မရဏနိုင်ငံဆိုတဲ့ငရဲကိုအပိတ်ငရဲတဲ့ကိုရောက်သွားဖျားကကျွန်တော်တို့ကိုဖန်ဆင်းကြတဲ့ကနဲ့ဖျားကဘာလုပ်ထားလဲဆိုတော့သူနဲ့မိတ္တာရပြုတ်ပြီးတော့မှထောင်ရအသက်ရှင်မှုဖန်ဆင်းထားတာဖြစ်တယ်အာရနဲ့အေဝါကိုတသက်လုံးမတည်ဘူးဘုရားဖန်ဆင်းထားတာပဲဒါပေမဲ့အပြစ်ပြုတဲ့အတွက်ကြောင့်အပြစ်ထဲဆုံးရှုံးသွားတဲ့အတွက်ကြောင့်ဘုရားရဲ့ငကိုအကြံစီဖန်ဆင်းတဲ့ရည်ရွယ်ချက်ကပျောက်ဆုံးသွားတယ်ဒါကြောင့်ကဘာဦးကျမ်းမှာကျွန်တော်လူသားတွေရဲ့အသက်800 900 1000တော့တယောက်မှမပြည့်ဘူးနော်သိပ္ပံပညာရှင်တွေကဘာကိုတွေ့လဲဆိုတော့လူတွေရဲ့ DNA ထဲမှာချုပ်ရင်းချက် original မှာတစ်ခုရှိသွားတယ်တကယ်လို့လူသားအဲ့ဒီ DNA ထဲမှာအသက်တူပြီးတော့ချုပ်ရင်းချက်မရှိခဲ့ရင်လူကအနည်းဆုံးအသက်1000အသက်ရှင်နိုင်တယ်လို့ပြောတယ်အနည်းဆုံးအနှစ်1000အသက်ရှင်နိုင်ဒါကဘုရားဖန်ဆင်းခြင်းထဲမှာ DNA ထဲမှာသိပ္ပံကတွေ့တာကွာတကယ်လို့အဲ့ဒီ original DNA ကို correction လုပ်နိုင်မယ်ဆိုရင်လူကအနှစ်1000အနည်းဆုံးအသက်ရှင်လို့ရတယ်ဒါကြောင့်ယေရှုကနောက်တစ်ခေါက်ခရစ်တော်ဘုရားဒီနောက်တစ်ခေါက်ကြွလာပြီးတော့မှယေရုရှလင်ကနဲ့မိလေနိကာနာအနှစ်1000အုပ်စုတွေဆိုအဲ့ဒီအနှစ်1000ကာလမှာလူကအနှစ်1000အသက်ရှင်အောင်ပါအဲ့ဒီချိန်ကာလမှာဆိုရင်တော့အသက်100နဲ့တည်တဲ့လူကိုလူကကြိမ်ချင်းမိတယ်လို့ပြောတယ်ဟာဒီလူကကြိမ်ချင်းမိထားလို့အသက်100နဲ့တည်တာဟာလူကထောင်ရမတည်ဘူးဖန်ဆင်းတော်လည်းပဲအပြစ်ပြုတဲ့အတွက်ကြောင့်အပြစ်ရဲ့အကျိုးဆက်ကကျွန်တော်တို့အဲမှာရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တည်ခြင်းကိုရင်ဆိုင်ရတာဖြစ်တယ်အဲ့တော့တခြားတော့ဘာသာတွေကဘယ်လိုတွန်းတင်လဲဘယ်လိုဆုံးမလဲဆိုတာတဲ့ဒီနေ့တမန်ကျမ်းစာကတော့ကျွန်တော်တို့ကိုအာမခံချက်ပေးထားတယ်တည်လွန်တဲ့အခါမှာတင်းရဲ့ဝိညာဉ်ကယေရှုဖျားကိုယုံကြည်ရင်ထာဝရကယ်တင်ခြင်းကိုရောက်ယေရှုဖျားကိုမယုံတော့သူကထာဝရစီရင်ခြင်းထဲမှာကျွန်တော်ဆုံးရှုံးရမယ်ဒါကြောင့်ယေရှုဖျားကိုယ်တိုင်ကျွန်တော်တို့အတွက်ကားတိုင်းပေါ်မှာအသေးခံပြီးတော့မှတကြိုတယ်3ရက်မြောက်တော့နေ့မှာရှင်ပြထားမြောက်တာဖြစ်တယ်တည်ခြင်းကိုအောင်လာငကိုဖျားသခင်ကနော်ဒါမစားနဲ့စားတဲ့နေ့မှာတည်နေမယ်ဆိုတော့အဲ့ဒီကြိမ်ခြင်းကခရစ်တော်ကသူ့ခန္ဓာကိုယ်ပေါ်မှာယူတင်ဝတ်ဆောင်သွားတာဖြစ်တယ်အဲ့ဒီစီရင်ခြင်းကိုသူကိုယ်တိုင်ယူတင်ဝတ်ဆောင်ပြီးတော့မှဒီနေ့သူ့ကိုယုံကြည်တော့သူကတမန်တော်မှာထာဝရကယ်တင်ခြင်းရတည်တာမကနောက်တစ်ချိန်မှာကျွန်တော်ရဲ့ခန္ဓာကလည်းပဲပြန်ပြီးတော့မှရှင်ပြန်အောင်မှာဖြစ်တယ်အာမင်အဲ့တော့တိကောခန်းကြီး15အပိုက်ငယ်55ကနေ59ထိကျွန်တော်အတူတကွဖတ်ကြားစီလိုပါတယ်အားလုံးဖတ်ကြည့်ရအောင်
အာမင်ယေရှုခရစ်တော်အသေးခံပြီးတော့ဒီနေ့ရှင်ပြန်ထမြောက်ခြင်းအားဖြင့်တကမ္ဘာလုံးမှာရှိတော်ယုံကြည်သူတွေကဒါကိုအယံကိုအလေးထားတယ်ကျွန်တော်တို့ငယ်ငယ်တော့ဆိုရင်တော့ဘယ်ဟာကိုပို့ပြီးတော့အလေးထားလဲဆိုတော့ခရစ်မတ်ပွဲကိုခရစ်တော်မွေးလာခြင်းလူစားတိခံခြင်းအဲ့ဒါကိုအယံပြောတာဒါပေမဲ့ခရစ်ယာန်သက်တာထဲမှာကျွန်တော်ရင့်ကျက်ပြီးတော့မှအသက်တာစုံလင်လာတဲ့အခါဆိုရင်ယေရှုထမြောက်ခြင်းကိုပို့ပြီးတော့လေးလေးနက်နက်ခံစားလာတယ်မွေးဖွားလာတာချင်းတဲ့ကျွန်တော်အပြစ်အတွက်အသေးခံပြီးတော့ပြန်လဲရှင်ပြန်ခြင်းကျွန်တော်တို့ရဲ့အပြစ်အတွက်ကားတိုင်းမှာအသေးခံပြန်ရှင်ပြန်တာကကျွန်တော်ရဲ့ဖြောင့်မတ်ခြင်းအတွက်ဖြစ်တယ်လို့ကျမ်းစာမှာပြောတယ်။ဒါအပြစ်ကင်းစင်ပြီဘုရားရှိခိုး justified you become righteous ဒါကြောင့်တမန်ကျမ်းစာမှာဗာပြောဆိုအိုးတိမ်မင်းတင်းရဲ့လက်နဲ့ကအဘယ်မှာလဲစိန်ခေါ်ပလိုက်တာဗျာဘာတေခြင်းကိုတော့မအောင်သွားပြီသူကမရဏနိုင်ငံတင်းအောင်ခြင်းကဘယ်မှာလဲပရောဖက်ဆက်ပြုခဲ့တဲ့ဒီကျမ်းချက်ကပြည့်စုံခရစ်တော်ထဲမှာဒါကြောင့်ယေရှုရှင်ပြန်ထမြောက်ခြင်းကကျွန်တော်တို့ဘာပေးလဲဆိုတော့အပြစ်ကိုနော်အပြစ်ကိုကျွန်တော်တို့ကြီးစိုးနိုင်တော့ကျွန်တော်ကြော်လွန်နိုင်တော့ရင်ဆိုင်နိုင်တော့အပြစ်ကနဲ့လွတ်မြောက်နိုင်တော့ခွန်အားကိုပြပေးတယ်ပြီးတဲ့အခါမှာတေခြင်းကိုကြောက်เสียမလိုပဲနဲ့တေခြင်းကိုအောင်နိုင်တော့အခွင့်ကိုကျွန်တော်ပေးတာဖြစ်တယ်သင်ကြောင့်အားလုံးလည်းတေရမှာပဲခရစ်တော်ကိုမရတော့ကတော့ခရစ်တော်ကိုမသိတော့ကထာဝရတက်ကယ်တင်ခြင်းမရတော့ကတော့ကျွန်တော်တို့ကတေရမှာအမတန်ကြောက်တယ်ဘာလို့ကြောက်တာလဲဆိုတော့တေရင်ဒီဝိညာဉ်ကဘယ်ကိုသွားမလဲဆိုတော့ကျွန်တော်မသိလို့ကြောက်တာဖြစ်တယ်အခုယေရှုဖခင်ကကျွန်တော်တို့ကယ်တင်ရှင်ဖြစ်လာတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းပဲတေရင်ဒီဝိညာဉ်ကဘယ်သွားမလဲဆိုတော့လမ်းကိုရှင်းရှင်းလင်းလင်းသိထားပြီဖြစ်တဲ့အတွက်ကြောက်စရာမလိုတော့ဘူးဟာလေလုယာအခုလူသားတွေအားလုံးကတေရမှာဘာလို့ကြောက်လဲဆိုတော့ဘယ်ကိုသွားမယ်ဆိုတော့မသိတဲ့အတွက်ကြောင့်ဖြစ်တယ်တေသွားရင်နော်ကျောင်းအင်မတန်ဝမ်းနည်းစရာကောင်းတဲ့ဒီဗီဒီယိုဖိုင်လေးတစ်ခုတွေ့လိုက်တယ်မူကျူကျောင်းလေးမှာခလေးငယ်လေးမြောက်များစွာရုတ်တရက်ဆုံးပါသွားတယ်မိဘတွေကလာပြီးအမိန့်စာချွေတဲ့အခါကျတော့မိဘတွေကပြောလို့ဆိုယခုကစပြီးတော့တင်တို့သွားလို့ရသွားပါတော့ကလေးတွေကိုအမိန့်ပေးလိုက်သူတို့ရဲ့ဝိညာဉ်ကိုပေါ့ဗျာဒါလူကတင်ဝိညာဉ်ကရှိသေးတယ်ဆိုတာဒါကျွန်တော်ဘာသာတရားတိုင်းမှာလည်းယုံကြည်တဲ့သဘောရှိပါတယ်ကျမ်းစာမှာလည်းအဲ့လိုပြောတယ်လူတာတေတာခန္ဓာကတေတာဝိညာဉ်ကတက်ရှိတယ်ဒါကြောင့်နာနဲ့တော့ရုပ်ခန္ဓာနဲ့ဒါနှစ်ပိုင်းရှိတော့ဒီမူချိုကလေးတွေကအဲ့လိုဖြစ်တဲ့အခါကျတော့တယောက်ကစာရေးထားတယ်ဒီကလေးလေးတွေဆိုတာမိဘကလာကြူမှပြန်တတ်တဲ့အရွယ်ဖြစ်တဲ့အတွက်ကြောင့်အခုလာပြီးတော့မှတင်တို့သွားလို့ရသွားပါတော့လို့အမိန့်လာချွေတဲ့အခါကလေးတွေကဘယ်သွားမလဲဒါတကယ်စဉ်းစားစရာပဲတနာစရာကောင်းတယ်မူချိုအရွယ်ကလေးဆိုတာမိဘလာခေါ်မှပြန်တတ်တာမိဘလာမခေါ်မချင်းကဘာလုပ်လဲစောင့်နေတာမျောနေတာဟောကိုကလေးတော်မှနော်ဂျက်ဖာဆန်ဆိုတခါလေကျောင်းနောက်ကျသွားတယ်ကျောင်းကျူဖို့နောက်ကျတဲ့အခါမှာနော်မျက်နှာငယ်လေးနဲ့ဟိုမှာထိုင်ပြီးတော့မှတန်းစီပြီးစောင့်နေတာမိဘမလာမချင်းသူတို့ထွက်ခွင့်မရှိဘူးအခုအဒီမှာအသက်ဆုံးရှုံးသွားတဲ့ကလေးတွေရဲ့ဝိညာဉ်ကိုဘာပြောလဲဆိုတော့တင်းတို့သွားလို့ရသွားပါတော့ဘယ်သွားမလဲကလေးတွေကဒါကြောင့်မို့တမန်ကျမ်းစာကဘာပြောလဲဆိုတော့ယေရှုဖခင်ကိုယုံကြည်ရင်တွားရမယ့်လမ်းကကောင်းကင်ရွှေပြည်ဖြစ်တယ်ယေရှုဖခင်ကိုမယုံကြည်တော့သူကတွားရမယ့်လမ်းကိုမသိဘူးသူဘယ်တွားမယ်ဆိုတာသူမသိဘူးဒါကြောင့်တထေးကြီးကကျမ်းစာထဲမှာတထေးကြီးနဲ့လာဇရုအကြောင်းကိုစဉ်းစားတယ်တထေးကသူတည်သွားတဲ့အခါသူတွားမယ့်လမ်းတော်မှသူမသိဘူးနောက်ဆုံးတော့မရဏနိုင်ငံကိုရောက်သွားတယ်လာဇရုကျတော့ယေရှုဖခင်ကိုယုံကြည်သူဖြစ်တဲ့အတွက်ကြောင့်တည်တဲ့အခါမှာကောင်းကင်တမန်ကသူ့ကိုလာခေါ်ပေးတယ်လမ်းပြပါတယ်ဗျကောင်းကင်တမန်ဘာလို့လာခေါ်လဲဆိုတော့ तू တွားရမယ့်လမ်းကိုကောင်းကင်နိုင်ငံဖြစ်တယ်ဆိုတာကို तू လာကြိုပေးတာကြိုဆိုတာဗျဟာလေလုယာဒီနေ့ကျွန်တော်ယေရှုဖခင်ကိုယုံကြည်သူများတေရမှာကိုကြောက်စရာမလိုပါဘူးဘယ်တွားရမလဲဆိုတော့လမ်းစမ်းသွားဝါနဲ့မတိတဲ့လမ်းကိုကျွန်တော်တွားနေတာမဟုတ်ကောင်းကင်တမန်ကိုယ်တိုင်လာကြိုပြီးတော့ကျွန်တော်ဝိညာဉ်ကကောင်းကင်ရွှေပြည်တွားမှာဖြစ်တယ်ဒါကြောင့်ယာကုပ်ကတော့မှအိပ်ပျော်နေတဲ့အခါမှာကောင်းကင်တကားဖွင့်လိုက်ပြီးတော့ကောင်းကင်တမန်အသက်ဆင်းလုပ်နေတယ်သူ့ကိုတော့မှလာကြိုဖို့အတွက်လုပ်နေပြီဒါပေမဲ့ဖခင်ကိုသူဂတိပေးလိုက်တယ်ကိုတော့အသက်ရှင်မယ်
ကောင်းကင်တကားဖွင့်လိုက်ပြီးအဲ့ဒီနေရာကို तू က battle ဘုရားသခင်ရဲ့အိမ်တော်ဖြစ်တယ်ကောင်းကင်တကားကကျွန်တော်တို့တည်တဲ့နေရာမှာချက်ချင်းပဲအဲ့မှာတကားဖွင့်လိုက်ပြီးကျွန်တော်တို့ကောင်းကင်တမန်လာကြိုးဒါကြောင့်ဒီနေ့ကျွန်တော်ဗတ္တိဇံခံတဲ့လူတွေသူကဘာလဲဆိုဇာတိမှာအသေးခံပြီလူဟောင်းကတည်သွားပြီဒါတကြိုမြုပ်နှံခြင်းပဲကျွန်တော်ဒီနေ့ဒါ funeral service ပဲဒါကြောင့်ကျွန်တော်ကလည်းအမဲအောင်ဝတ်တာနော်တကြိုတဲ့သူ့ဘာရစားပေါ့ဗျာဆိုတော့ကျွန်တော်ကုတ်အမဲနဲ့ကျွန်တော်တကြိုပေးတာတည်တဲ့လူတွေကိုတော့အဖြူပတ်ပေးတာဘာလို့လဲဆိုတော့ဒါလူတည်ဟူဆိုရင်တော့ဒါအဖြူဟုတ်တယ်မလားတစ်ဖက်မှာလည်းပဲတန်ရှင်းခြင်းကိုပုံဆောင်ဘာလူတေကအသေးခံပြီးဖြစ်တဲ့အတွက်ကြောင့်ပြန်ထလာတဲ့အခါမှာလူတေကဟိုမှာခရစ်တော်နဲ့အတူမြုပ်နှံသွားပြီပြန်ထလာတဲ့အခါကျတော့လူတစ်မှာကျွန်တော်တို့ကအသက်ရှင်လာပြီနော်ယေရှုထဲမှာလူတစ်ဖြစ်လာပြီဆိုတာသဘောတရားတယ်အဲ့ဒီလိုတရားတဲ့အခါမှာဒီနေ့အမှုတော်ဆောင်တွေကျွန်တော်တင်းထောက်တွေကလည်းလာပြီးကြိုတာကောင်းကင်တမန်သူတို့ကသွားမဲ့လမ်းကိုလာပြီးတော့အစီခံတာဖြစ်တယ်ဟာလေလုယာဒါချမ်းသာသဘောဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီနေ့ယေရှုခရစ်တော်အသေးခံခြင်းရှင်ပြန်ထမြောက်ခြင်းအပြင်တည်ခြင်းကိုအောင်တော်သူနောက်ဆုံးကဖာရောဘုရင်ကိုယ်တိုင်ကတည်ရင်ပဲသွားမလဲဆိုတော့မသိပဲနဲ့သူယူရမဲ့လန်ဒန်တွေဓားတွေနောက်ပြီးတော့သူ့ရဲ့ရွှေငွေနော်ဥစ္စာပစ္စည်းတွေကိုတခါတည်းမြုပ်နှံပေးတာဒါပေမဲ့အဲ့ဒီအရာတစ်ခုမှသူယူသွားလို့မရဘူးအခုတော့တမိုင်းပြတိုက်ဖြစ်အဲမှာရောက်သွားပြီဒါပေမဲ့သူဝိညာဉ်ပဲသွားမလဲယေရှုဖျားကိုမယုံကြည်တဲ့သူကတော့မရဏနိုင်ငံမှာရှိတယ်လို့ကျမ်းစာကအတိအကျပြောတယ်မတိတဲ့လမ်းတစ်နေရာမှာနောင်ဘဝတစ်မျိုးမျိုးမှာကူးဆက်ပြောင်းလဲသွားတယ်ဆိုတာမပြောထားဘူးကျမ်းစာမှာကျွန်တော်တို့ကပါလေဘယ်သွားမလဲဆိုရယ်လမ်းကိုအတိအကျတမန်ကျမ်းစာကဖော်ပြထားတာဖြစ်တယ်တရုတ်ရှင်ဘုရင် empire ကြီးနော် Queen Dynasty မှာအဲ့ဒီဘုရင်ကြီးကဘယ်လောက်ထိဩဇာညောင်းတယ်လဲဆိုတော့သူတည်ရင်သူ့ရဲ့တမန်တော်ဘဝမှာတဲ့သူ့ရဲ့ရွှေငွေနဲ့မင်းယထာတွေတာမကောက်စစ်တီတော်ပါတခါတည်းလိုက်ဖို့အတွက်သူကမြုပ်နှံခဲ့တာဘယ်လောက်တောင်ရှိလဲဒီလား8000သူမြုပ်နှံခဲ့တဲ့စစ်တီတော်အားလုံးက8000ရှိတယ်အဲ့ဒီ8000လုံးလုံးကအခုမြုပ်နှံတဲ့သူတို့ပြန်ဖော်ပြီးတော့ဘူမိဗေဒတွေပြန်ဖော်ထုတ်တဲ့အခါကျတော့မင်းတွေစီးထားတဲ့သူရဲကောင်းတွေပါတယ်နောက်မှလိုက်တဲ့ခြေကျင်တပ်တွေပါတယ်တယောက်နဲ့တယောက်ကလူအရွယ်ရှိတဲ့6ပေ5ပေခွဲလူဆိုင် the real life အရွယ်ရှိတယ်လူဆိုင်အရွယ်ဆိုတော့ဒီမှာကျွန်တော်ထိုင်နေတဲ့လူတွေကအရွယ်စားမတူဘူးဟုတ်တယ်မလားအဲ့ထဲမှာနော်ဒီမှာရုပ်ကလည်းမတူဘူးအဲ့တော့အခု Queen Dynasty မှာဒီရှင်ဘုရင်နော်ဒီQueen ရှင်ဟန်လို့ခေါ်တယ်သူ့ကိုမြုပ်နှံလိုက်တဲ့အခါမှာကျတော့မင်းဒီ MNC ရထားတွေဘိုလ်ချုပ်တွေနောက်ပြီးတော့နောက်လိုက်တပ်သားတွေအကုန်လုံးတစ်ခါတည်းမြုပ်ထားတာစစ်တီတော်တွေသူတို့ပြန်တေချာလေ့လာကြည့်လိုက်တဲ့အခါရုပ်လည်းတယောက်မှမတူဘူးဟာသူ့မှာရှိတဲ့စစ်တီတော်အားလုံးပုံစံကိုတစ်ထပ်သေးနော်အရွယ်စားတစ်ခုတည်းသူတို့ကချိန်ထိုးပြီးတော့မှသူ့ရဲ့နောင်ဘဝမှာလိုက်သွားအခြေရန်ပြုဖို့အတွက်ကာကွယ်ဖို့အတွက်မြုပ်ထားတာဒါပေမဲ့ဝမ်းနေပါတယ်ဒီနေ့တမန်ကျမ်းစာပြောတာကတယောက်မှသူ့နောက်မှာလိုက်လို့မရဘူးလူကကိုသွားရမယ့်လမ်းကိုသွားရမှာဖြစ်တယ်ကိုရွေးချယ်တဲ့လမ်းမှာကိုသွားရမှာဖြစ်တယ်အဲ့ဒီရွေးချယ်တဲ့လမ်းကမိဘကတာသမီအတွက်တောင်မှရွေးချယ်ပေးလို့မရဘူးဗျာယေရှုဖခင်ကိုဒီနေ့မိဘကယုံကြည်ရင်မိဘကကယ်တင်ခြင်းရမယ်တာသမီတွေကလည်းပဲเนาะခရိယာမှာကတာသမီမရှိဘူးဗါလဲခရိယာမှာကအားလုံးယေရှုဖခင်ရဲ့เนาะတာသမီတွေပဲတယောက်ချင်းစီကယုံကြည်ရတာဖြစ်တယ်ခရိယာမှာမွေးလာလို့ကျွန်တော်တို့ကเนาะခရိယန်ထဲမှာကယ်တင်ခြင်းရတော့တာမဟုတ်ကျွန်တော်တို့ကတာသမီတွေကိုပဲမွေးပေးတာဒါပေမဲ့ကယ်တင်ခြင်းရဖို့မွေးပေးလို့မရဘူးအယောက်ချင်းစီတိုင်းယုံကြည်ရတာဖြစ်တဲ့အတွက်ဒီနေ့ကျွန်တော်ဘုရားเจ้าမှာနှုတ်ကပတ်တော်ကိုသင်ကြားပေးတာဖြစ်တယ်အာမင်အဲ့တော့တည်ခြင်းကိုအောင်ပြီဒီနေ့ကျွန်တော်တို့အတွက်ကြောက်စရာမလိုတော့အရင်တော့ဆိုရင်ကျွန်တော်ဆိုရင်တော့နည်းနည်းလေးဖျားပြီဆိုကျွန်တော်အရန်ကြောက်တယ်ဂရင်ပေါ်မှာအိပ်ရပြီးဆေးသွားထိုးရတော့မယ်ဆိုဆေးထိုးရမှာကြောက်တာမဟုတ်တေးမှာကြောက်တာတစ်ခေါက်ကကျွန်တော်သားလေးဂျေဂျေနော်သူအဲ့ဒီနေ့ကဘယ်လိုဖျားလဲတော့မသိဘူးနေလို့ကမကောင်းအဲ့တော့အခန်းထဲမှာလာပြီးအပြင်းငိုနေတာငိုပြီးတော့မှသူကကြောက်နေတာစိတ်ထဲမှာကြည့်လိုက်တော့လေတကယ်နှလုံးခုန်တာအယမ်းမြန်အဲ့တော့ကျွန်တော်တို့ကြည့်လိုက်တော့ရိုးရိုးလေးပါပဲတကယ်တော့မေးကြည့်လိုက်လေဘာဖြစ်တာလဲဆိုတော့သူကငါတည်တော့မယ်တဲ့နော်ငိုတာသူလုံးဝမရက်နိုင်ဘူးငါတည်ရတော့မယ်တဲ့ပြောတာ
ဟောကလေးကဘာလဲဆိုတော့နည်းနည်းဖျားရင်သူကတေးရမှကြောက်အဲ့တော့ကျွန်တော်ပြန်ပြီးတော့မှသူ့ကိုနော်ဒါဆူတောင်းပေးရတယ်ပြီးရင်နှုတ်ကပတ်တော်ပြောပြရတယ်အဲ့ချိန်မှသူကငြိမ်သက်ခြင်းရသွားတာတကယ်တော့သူဖျားတာနည်းနည်းလေးဖျားတာဒါပေမဲ့အဲ့ဒီဖျားတာတဲ့ပူဆိုးတာသူကတေးရမှာဆိုပြီးတော့ကြောက်နေတာသူကဒီနေ့ပါလဲဆိုတော့ကျွန်တော်တို့ဒီယေရှုဖျားကိုမိမိရဲ့ကယ်တင်ရှင်နေနဲ့မရခင်မှာတော့နည်းနည်းလေးဆိုလဲကျွန်တော်ကြောက်တယ်တေးရမှာကြောက်တယ်ဖျားမှာကြောက်နော်ဖျားမှာကြောက်တယ်ဆိုတာတဲ့ဖျားပြီးတေးမှာကြောက်တဏှာသွားရင်တခုခုဖြစ်ပြီးတေးမှာကြောက်အဲ့ဒီကြောက်တရားကနဲ့ဒီနေ့ကျွန်တော်တို့ကိုပါလဲဘုရားသခင်ကရွေးနှုတ်တာဖြစ်တယ်ဒါကြောင့်ဟေဘရဲနှစ်15ထဲမှာကျွန်တော်အားလုံးအားရပါဖတ်ကြည့်အောင်ယေရှုဖျားကြွလာခြင်းအသေးခံခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းအားဖြင့်ပြောတယ်ဆိုတော့တေဘေးကိုကြောက်၍တစ်သက်လုံးကြုံခံရတော့သူတို့ကိုကယ်လွတ်ခြင်းကယေရှုဖျားကြွလာတာဖြစ်တယ်ဟာလေလုယာတေဘေးကိုကြောက်စရာမလိုတော့ဘူးအာမခံချက်ရသွားပြီအာမခံချက်ရှိသွားပြီကျောင်းမလေးရှားမှာထိုင်းမှာrefugee program နဲ့ကြောင်မျောလင့်နေတဲ့သူတွေကဘာမှမရခင်ဘာလဲဆိုတော့စိတ်ထဲမှာစိတ်ချမှုမရှိဘူးဘယ်နိုင်ငံသွားမယ်ဘယ်ချိန်သွားမယ်ဘယ်ချိန်လာမယ်ရဲဘယ်ချိန်ဖမ်းမယ်ဘယ်လိုဒုက္ခဘာမှမသိရတဲ့အခါကျတော့အယံကိုစိုးရိမ်ခြင်းနဲ့အသက်ရှင်ရဟောသူဘယ်သွားမယ်ဆိုတော့လမ်းကရှင်းရှင်းလင်းလင်းမသိရတယ်ကျွန်တော်လည်းအများကြီးတွေ့ခဲ့တယ်တကယ်ကိုချင်းစားတယ်ဒါကဘာဆို real life ဖြစ်တယ်ဘလောက်ကြာအောင်မလဲဆိုတော့လည်းမသိတယ်လို့ဘယ်နိုင်ငံတွားအောင်မလဲ process ကဘယ်ချိန်လာမလဲ interview မလဲခေါ်မလဲကျွန်တော်မသိရဘူးအဲ့ဒီလူတွေအတွက်ကတကယ်ကိုစိတ်မောရဒါပေမဲ့နော်အစင်းစစ်ဒါတွေးစစ်နောက်ပြီးတော့ဗာလဲ OPT လာဗာလဲ OPE လာOPT တို့ဖြစ်သွားပြီဟောနော်ကျွန်တော်ကြား OP တော့ကြားတယ်ဒါပေမဲ့ဗာလဲပေါ့နော်အခု OPE ဟုတ်ပြီအဲ့လိုအစင်းစင်းအောင်ပြီးနောက်ဆုံးအစင်းရောက်တဲ့လူကြတော့ဗာလဲဆိုတော့စိတ်ချလက်ချနဲ့ပျော်နေတာဆိုရင်ချင်းကဗာလဲမရှိတော့သူကသွားမဲ့နိုင်ငံတည်နေပြီသွားမဲ့ဒိတ်ကရထားပြီသူကပြင်ဆင်ရုံပဲသူကအေးဆေးဆေးအဲ့ဒီလိုစိတ်ချမှုကဒီနေ့ယေရှုခရစ်တော်ကိုယုံတော့သူလက်ခံယုံကြည်ပြီးတော့သူဒီနေ့ကယ်တင်ခြင်းစိတ်ချမှုရတော့သူအားလုံးဒီတရားမှာကိုကျွန်တော်ကြောက်စရာမလိုတော့ကျွန်တော်တို့မှာကအေးဆေးဆေးပဲအာမခံချက်ရှိထားပြီဘယ်ချိန်သွားမလဲဆိုတော့ကျွန်တော် ready ပဲအာမင်ယေရှုခရစ်တော်ရှင်ပြန်ခြင်းဟာဒီနေ့တည်ခြင်းကနဲ့နော်တည်ခြင်းကိုအောင်နိုင်ခြင်းပေးတာဖြစ်တယ်ကျွန်တော်တို့ကိုအာမခံချက်ပေးတာဖြစ်တယ်ဒုတိယကျမ်းချက်ကယောမခန်းကြီး6ငယ်3 4ကိုကျွန်တော်တို့အမျိုးသားများက3အမျိုးသမီးက4ကိုဖတ်ရအောင်အမျိုးသားများရင်ဖတ်ရအောင်ဒုတိယချက်ပါလဲဆိုတော့ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကကျွန်တော်တို့ကိုအသက်တော်အသက်တာပေးဖို့ဖြစ်ပါတယ်အပြစ်လိုက်အသေးခံပြီးတော့မှတကြိုမြုပ်နှံခြင်းခံပြီးတဲ့နောက်မှာကျွန်တော်တို့ကအသက်တော်အသက်တာမှာအသက်ရှင်ဖို့ဖြစ်တယ်အဲ့ဒီအသက်တော်အသက်တာကိုပေးတာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ဗတ္တိဇံကိုခံတာကပါလေအသေးခံတော်မူခြင်း၌ဗတ္တိဇံကိုခံကြတယ်ဆိုတော့သင်တို့သိရမယ်ယဉ်ချင်းခံခြင်းဗတ္တိဇံခံယူခြင်းဆိုတာကခရစ်တော်နဲ့အတူအသေးခံပြီးပြန်ပြီးတော့ရှင်ပြန်ပြီဆိုတဲ့အဲ့ဒီခရစ်တော်နဲ့တကွခရစ်တော်နဲ့အတူတရားတဲ့တကူတည်းကျွန်တော်တို့ဖြစ်တယ်ဆိုတာကိုပုံဆောင်ခြင်းဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဗာပြောလို့ဆိုတော့နှလုံးသားထဲကနေယုံကြည်ခြင်းကိုအပြင်မှာထုတ်ဖော်ပြောဆိုခြင်းဖြစ်တယ် the outward expression of inward beliefဒါကြောင့်ယေရှုကိုယုံကြည်လက်ခံတော့သူမှန်သမျှကဗတ္တိဇံခံရမယ်ဒါအမတန်ရေးကြီးပါလေယဉ်နှစ်ချင်းခံရမယ်ကျွန်တော်ပြောတယ်ကျွန်တော်ယုံတော့ယုံတယ်ဒါပေမဲ့ဗတ္တိဇံမခံသေးဘူး
မရဘူးကျမ်းစာမှာပြောတာယုံကြည်၍ဗတ္တိဇံကိုခံတော်သူဟာကယ်တင်ခြင်းကိုရမယ်တော့တစ်ဆက်ထဲလာတာသူကအဲ့လိုပြောလို့ဗတ္တိဇံကကယ်တင်ခြင်းကိုပေးလာလားဆိုတာလည်းမေးခွန်းကဖြစ်လာတယ်ဗတ္တိဇံကကယ်တင်ခြင်းကိုမပေးပါဘူးဒါပေမဲ့ဗတ္တိဇံကကယ်တင်ခြင်းစီမံကိန်းထဲမှာတစ်ခုအပါဝင်ဖြစ်တယ်ဗတ္တိဇံမပါဘဲနဲ့မပြည့်စုံဘာလို့နှုတ်ကပတ်တော်တစ်ဆက်ထဲလာယုံကြည်၍ဗတ္တိဇံခံတော်သူဒီကယ်တင်ခြင်းကိုရဒီမှာမရမကထည့်ထားတာမရမကပါတာအားဒါဆိုရင်ဆရာဒီကားတိုင်းဘဝတခိုးဘယ်လိုလုပ်လဲသူကယ်နေဟောပေါ့ဗတ္တိဇံမခံဘူးယေရှုတော့ယုံတယ်ပြောတယ်နောက်ကိုတော်ကဘာပြောဆိုဒီညတင်းဝိညာဉ်ငါနဲ့သူပါရဒိုက်မှာရှိတယ်ပါရာတိသူ့ဘုံမှာသူရှိတယ်အဲ့တော့ပြောဗတ္တိဇံအရေးမကြီးပါဘူးအရေးကြီးပါတယ်ဒါတည်သမျှအသက်သမျှအရေးကြီးတယ်ကျော်ပြောတယ်ဒါကိုလွယ်လွယ်နဲ့ကျွန်တော်နော် serious မလုပ်ဘူးပေါ့နော်ဒါအရေးကြီးတယ်တခိုးကသူတေခါနီးဖြစ်တဲ့အတွက်ကြောင့်ယုံကြည်ပြီးတဲ့နောက်မှာလည်းပဲချက်ချင်းသူဆင်းလို့မရတော့ဘူးကားတဲ့ပုံမှာသူကအခွင့်အရေးမရှိတော့ဘူးသူ့အတွက်ကသူဆင်းချင်တယ်ဗတ္တိဇံခံချင်တယ်ဒါပေမဲ့သူ့အတွက်ကတည်ရတော့မှာဒါကြောင့်သူဗတ္တိဇံမခံတာကျမ်းစာထဲမှာကြည့်လိုက်ပါကျွန်တော်တို့ယေရှုကိုယုံကြည်တော့သူကအေသီယိုပီအမတ်ဆိုရင်တော့ကြာကြာနာနာဝတ်စားတွေနဲ့လာပြီးတော့မှမင်းတရားစီးပြီးအချွေရံနေနဲ့လာတာအဲ့ဒီအေသီယိုပီအမတ်ကဒီလောက်ထိခန်းခန်းနာနာဝတ်ဆင်ထားပေမဲ့တင်းထောက်ဖိလိပ္ပိကသူ့ကိုကယ်တင်ခြင်းအကြောင်းပြောပြီးနားလည်လာတဲ့အခါကျတော့ဟိုတော်မရောက်သေးဘူးအင်ကြီးလဲဆရာတော်ပါလားမသိဘူးသူဘာပြောလဲချက်ချင်းပဲအခုဒီမှာရေတွေ့ပြီငါဗတ္တိဇံမခံဖို့အတားစီပါရှိတယ်လေအဲ့ဆိုယုံကြည်၍ဗတ္တိဇံခံတော်သူဒီကယ်တင်ခြင်းကိုရမယ်ယဉ်နှစ်ချင်းခံခြင်းကအမတန်အရေးကြီးတယ်လားဒါကကျွန်တော်တို့တော့ပုံတက်တိတ်တစ်ခုတည်းမဟုတ်ကဲတင်ချင်းစီမံကိန်းထဲမှာတပါးနဲ့လာတာနော်အားကြောင့်အေသီယိုပီမှာချက်ချင်းပဲဆင်းပြီးတော့မှဗတ္တိဇံခံတယ်ဗျခံနေပြီးမှရေထဲကကြွလာတဲ့အခါကျတော့ဘာဖြစ်တော့ခုနကသူ့ကိုဗတ္တိဇံခံပေးတဲ့ဖိလိပ္ပိကိုသူမတွေ့တော့ဝိညာဉ်တော်အဲ့ဒီမှာအလုပ်လုပ်တယ်ဆိုတော့တွေ့ရတယ်သူနှုတ်ကပတ်တော်ကိုကြားပြီးတော့မှကယ်တင်ခြင်းရသွားတဲ့အချိန်မှာဝိညာဉ်တော်အလုပ်လုပ်တယ်လို့ပဲနှစ်ချင်းခံပြီးဗတ္တိဇံခံတဲ့အခါမှာဝိညာဉ်တော်တက်တည်ရှိတယ်ဖိလိပ္ပိကအဲ့ဒီမှာပျောက်သွားပြီးတော့မှသူ့ကိုဝိညာဉ်တော်ကခေါ်ဆောင်သွားတာဒါပေမဲ့ဘာတက်တည်လဲဆိုတော့ဖိလိပ္ပိကိုဝိညာဉ်တော်ခေါ်ဆောင်သွားတဲ့ဟာကဖိလိပ္ပိအတွက်တက်တည်မဟုတ်ဘူးအဲ့ဒါကဘာလို့တက်တည်လဲဆိုတော့အေသီယိုပီအမယုံကြည်ဖို့တက်တည်ဖြစ်တယ်ဟာလေလုယာအဲ့ဒီဗတ္တိဇံခံခြင်းကိုဘုရားကအတိမပြုတယ်လို့ပဲတန်ရှင်တော်ဝိညာဉ်တော်လည်းပဲဆင်းကြွပြီးတော့သူ့ကိုကောင်းချီးပေးတယ်ဆိုတော့ပေါ်ပြတာဒါယုံကြည်ုံတစ်ခုတည်းနဲ့မရဘူးအဲ့လိုပြောလို့ယုံကြည်ပြီးတော့မှဗတ္တိဇံမခံရင်ဆိုတော့မိကွာမျိုးဖြစ်လာနှုတ်ကပတ်တော်ကိုနှုတ်ကပတ်တော်တိုင်းကြောင့်ယုံကြည်ရနော်အခွင့်အရေးရှိတော့မှဗတ္တိဇံခံပါတကယ်နှလုံးသားထဲမှာယုံကြည်ပြီးဆိုရင်တော့ဗတ္တိဇံခံရမယ်နေ့ချင်းခံရမယ်ဒါအမှန်တန်ရေးကြည့်ပါတယ်ခရစ်တော်ကိုယ်တိုင်ကနေ့ချင်းကိုခံယူခြင်းအားဖြင့်ကျွန်တော်တို့ကိုတက်တည်ပြခဲ့တာလေအဲ့ဒီလိုခံတဲ့အခါမှာခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်၃ပါးစလုံးကတက်တည်ပြုတာကောင်းကင်ကအတန်ကြားတယ်ဝိညာဉ်တော်ဆင်းကြွတယ်ဒီမှာသားတော်ကိုယ်တိုင်ကပါလဲပါတယ်တလုံးသွားတယ်တက်တည်ပြုတာဒါကြောင့်ယေနှစ်ချင်းကအမတန်ရေးကြီးတယ်လားနော်အဲ့လိုပြောလို့ကြောက်လဲဟာကိုတော်ကဗတ္တိဇံခံတယ်ဆိုတော့သူအပြစ်ရှိလို့လားမဟုတ်ဘူးကျမ်းစာမှာပြောပြီးသားကောင်းသောအရာအလုံးကိုပြည့်စုံစေခြင်းအလို့ငါလာတခုမှမချန်လတ်တော့နော်အပြစ်ရှိလို့မဟုတ်ဘူးဗာလဲယုံကြည်သူများကိုတက်တည်ပြုဖို့အတွက်သူဗတ္တိဇံခံတာအဲ့ဒီမှာလဲ immersion ဆိုတာရေထဲမှာဆင်းပြီးတော့မှရေထဲမှာနစ်ပြီးတော့မှတက်လာတာကျွတ်တော့ဖြန်းတယ်အခုဒီမှာကတော့ဒီဘုရားကျောင်းကကျွန်တော်နှစ်ချင်းကံမရှိတာဘာလို့လဲဆိုတော့ဖြန်းတာဒါကြောင့်ဒီမှာနှစ်ချင်းကံမရှိဘူးဒါပေမဲ့ကျမ်းစာအရပြောဆိုဘယ်စကားလာလဲဆိုတော့ baptizo ဆိုတဲ့နော်စကားလား baptizo ဆိုတာက immerse ဆိုတာရေထဲမှာနစ်ရနစ်ပြီးတော့မှပေါ်လာခြင်းအဲ့ဒါမှယေရှုခရစ်တော်ရဲ့အသေးခံခြင်းနဲ့တကြိုခြင်းကိုပုံဆောင်မှာပေါ့ရေထဲမှာနစ်တာကလူဟောင်းကိုကျွန်တော်တို့ကတကြိုရပြီးတဲ့အခါမှာပြန်တက်လာတာကအသက်တော်တက်တာမှာအသက်ရှင်တာဒါကြောင့်ယုံကြည်ပြီးတော့မှဗတ္တိဇံကိုခံတော်သူဒီကယ်တင်ခြင်းကိုရမယ်ကျမ်းစာမှာယေရှုခရစ်တော်၌ဗတ္တိဇံခံတော်သူရှိသမျှတို့ဒီအသေးခံတော်မူခြင်းကိုမူခြင်း၌ဗတ္တိဇံကိုခံကြတယ်တင်းတို့မတိကြတယ်လို့ထို့ကြောင့်အသေးခံတော်မူခြင်း၌ဗတ္တိဇံကိုခံတော်အပြင်ထိုသခင်နဲ့အတူတ
ကြိုချင်းကိုခံကြ၏အကြောင်းမူကားခရစ်တော်သည်ခမည်းတော်ဤဘုံတကိုးနှင့်တည်ခြင်းမှထားမြောက်တည်နီးသူငါတို့သည်လည်းအသက်တော်အသက်၌ကျင်လည်ရကြသည်အသက်တော်အသက်မှာကျွန်တော်ကျင်လည်ရမယ်နော်ဒါကြောင့်မို့ဒါအမတန်ရေးကြည့်ပါတယ်ကျွန်တော်တို့ကိုအသက်တော်အသက်တာမှာဒါတက်တည်ဖြစ်စေတယ်နော်ဗတ္တိဇံခံတဲ့နေ့ကစတက်တည်ထူပြီဒီမှာဘုရားရဲ့ဝိညာဉ်တော်တက်တည်ထူတယ်နော်ဘုရားရဲ့သားတော်လည်းပဲတက်တည်ထူတယ်နော်ခမဲတော်လည်းပဲသူ့ရဲ့အလိုတော်ဖြစ်တယ်ဆိုတာကိုကျမ်းစာမှာကျွန်တော်တွေ့ရတယ်အဲ့တော့နောက်ဆုံးတစ်ခုကိုကျွန်တော်ဖော်ပြခြင်းနဲ့အဲ့တော့တိကောခန်းကြီး73အငယ်7ကိုသူကဖတ်ကြည့်အောင်အဲ့တော့ဒီနေ့ပါတိဇံကံခြင်းယေရှုခရစ်တော်ရှင်ပြန်သားမြောက်ခြင်းကိုကျွန်တော်တို့ကနှုတ်ကပတ်တော်အားဖြင့်နားလည်နေရတယ်။နံပါတ်1ကအပြစ်ကိုအောင်နိုင်ခြင်းတည်ခြင်းကိုကျွန်တော်ကြောက်စရာမလိုတော့ဘူးကျွန်တော်တို့ကိုဗာလဲအာမခံဘုရားပေးထားပြီ။ဒုတိယတစ်ခုကတော့ဗာလဲအသက်တော်အသက်တာမှာခရိယန်အသက်တာအနေနဲ့ခရစ်တော်ရဲ့နောက်လိုက်အနေနဲ့ကျွန်တော်အသက်ရှင်ခြင်းတာသက်တည်အနေနဲ့ကျွန်တော်ပြတယ်။နာခံခြင်းနော်ဒါပါတိဇံအားဖြင့်ကျွန်တော်ပြတာဖြစ်တယ်။အဲ့တော့နောက်ဆုံးတစ်ခုကတော့ဗာလဲဆိုတော့ကျွန်တော်တို့လောကမှာပြုသမျှအရာအလုံးကဗာလဲဆိုတော့မန်အားဖြင့်တာရိပ်မိလျက်နေကြဆိုရှင်းရှင်းလင်းတော့မတွေ့ရဘူးဒါပုံသက်တည်တွေဖြစ်တယ်ထိုအခါမူကားတဲ့ယခုတည်းငါတို့ရဲ့အတိမြဲမစုံလင်ဖြစ်၏ထိုအခါမူကားသူတစ်ပါးဒီငါ့ကိုတိတ်တကယ်တော့ငါသိရလေရှင်းရှင်းလင်းလင်းမျက်နှာချင်းဆိုင်ပြီးတော့ကျွန်တော်တွေ့ရမိချီနာမှာနော်ဆောနာကကျွန်တော်ဒီစိတ်ဆက်ပြီးတော့မန်းလေးမှာခုနကကလေးတွေကနော်သူတို့ကိုအမိန့်စာပေးတဲ့အခါကျတော့ဒီနေ့ကစပြီးနင်တို့ရဲ့ဝိညာဉ်ကနော်နင်တို့တွားလို့ရတွားပါတော့ငါတို့နဲ့မဆိုင်တော့ဘူးလို့ပြောတယ်။ဘာပြောလဲငါတို့နဲ့မဆိုင်တော့ဘူးဟာအမတန်ကြေကွဲစရာကောင်းတယ်ဗျ။ကိုယ့်ရဲ့သားသမီးကိုယ့်ရဲ့မိသားစုရင်းချာကငါတို့နဲ့မဆိုင်တော့ဘူးတဲ့။တေလဲတေရသေးတယ်အပြောလဲခံရသေးတယ်။တေလဲတေသေးတယ်ပြီးမောင်းထုတ်လဲခံရသေးတယ်ဘယ်လောက်ထိဝမ်းနေစရာတမန်ကျမ်းစာမှာအဲ့လိုမပြောဘူးကျွန်တော်တို့ကမိသားစုဝင်တွေအားလုံးထာဝရပြန်တွေ့ရအောင်မှာဖြစ်တယ်မိချီနာမှာဆရာတစ်ပါးကနော်တကြုံတဲ့အခါကျွန်တော်ဒီလိုကြားလိုက်တယ်နေဝိညာဉ်ငါတို့နဲ့မဆိုင်တော့ဘူးအခုနေကောင်းကင်နိုင်ငံကိုသွားပါတော့ဒီနေမိသားစုနဲ့လည်းမဆိုင်တော့ဘူးခရိယန်ဆရာတွေကအဲ့လိုပြောနေတာဒါကကျမ်းစာသဘောနဲ့မားတယ်ဗျာကျွန်တော်ပြောပြမယ်မိသားစုဝင်အားလုံးကကောင်းကင်မှာပြန်ပြီးတော့မျက်နှာချင်းဆိုင်တွေ့ရမယ်လို့ပြောတယ်ကျမ်းစာမှာဘာဖြစ်လို့မဆိုင်တော့ဘူးလို့ပြောတာလဲဒီမှာဆိုင်နေကျွန်တော်တို့ ਨੇ ဒီမှာဝမ်းနဲ့ကြည်ကွဲပြီးငိုနေရတဲ့အပြင်ကျမ်းစာကိုပြောမားသွားတဲ့အတွက်ပို့ပြီးတော့ဝမ်းနေရတယ်ဒီမှာနေသိတာတဲ့ဗာလဲတန်ရှင်တော်ဝိညာဉ်တော်ရဲ့နေသိခြင်းနဲ့နှုတ်ကပတ်တော်ကိုတေချာကျွန်တော်လေ့လာရအောင်ယုံကြည်သူအသက်ဆုံးပါသွားတဲ့ခါငါတို့ ਨੇ မဆိုင်တော့ဘူးလားကျမ်းစာမှာပြောတယ်တနေ့ကျရင်ပြန်တွေ့ရမယ်လို့ပြောတယ် we shall meet again ကျမ်းစာမှာပြောတယ်by the riverside ဖယားသခင်ရဲ့နိုင်ငံတော်ထဲမှာစီးထွက်လာတဲ့ရေချောင်းဘေးမှာငါတို့ပြန်ဆုံကြမယ်လို့တော့ပြောတာဘာဖြစ်လို့ပြန်မတွေ့ရမှာလဲဘာဖြစ်လို့မဆိုင်ရမှာလဲနော်ဒါ theology မားတဲ့အခါဒါယုံကြည်မှုမားတဲ့အခါအမတန်ဝမ်းနေရဒါကြောင့်မို့ကျွန်တော်တို့နဲ့ဆိုင်တယ်ဗျာကျွန်တော်ရဲ့မိသားစုဝင်တွေဖြစ်တယ်နော်ထာဝရပြန်တွေ့ရမှာထာဝရအတူနေရမှာဒါကြောင့်ကျမ်းစာမှာပြောတည်ဆုံးသွားတဲ့သူကိုကျွန်တော်ကပြောတယ်ဆို RIP ဘာလဲ rest in peace ငြိမ်းချမ်းစွာနိုင် rest in peace ဆိုတာသူငြိမ်းချမ်းစွာနားယူတာဟိုကြောင်ချောက်ချားပြေးနေတာမဟုတ်လမ်းမတွေ့ဘဲနဲ့ကျွန်တော်နေရာရှာလို့မရနေတာမဟုတ်သူကခရစ်တော်ထဲမှာ rest ဖြစ်နေတာနောက်တစ်မျိုးပြန်ပြောသေးတယ်အားလုံးပြောကြည့်အောင် enter into glory enter into glory ဆိုတာဘုန်းတော်ဝင်စားသွားပြီခရိယန်တွေကအဲ့လိုပြောတာဘုန်းတော်ဝင်စားတယ်ဆိုတာကမတွားမဲ့လမ်းမသိလို့ပြေးနေတာမဟုတ်ဘူးသူဝိညာဉ်ကလမ်းကြောင်နေတာတင်းချိုင်းမှာရှိနေတာမဟုတ် enter into glory ဆိုတာဘုန်းဝင်စားသွားတာဖခင်ရဲ့ဘုန်းမျက်မှောက်ရှိမှသူရောက်သွားတာ
အဲ့တော့အဲ့ဒီဖခင်မျက်မှောက်ရှေ့မှာကျွန်တော်ကရောက်မလားမရောက်လားဒါကြောင့်ကျမ်းစာမှာပြောတယ်တည်တော်သူခရစ်တော်၌တည်တော်သူအရင်ရှင်ပြန်ပြီးတော့ငါတို့အသက်ရှင်လက်ရှိတော်သူကပြန်ပြီးတော့မှခြိဆောင်ခြင်းသွားမယ်သွားပြီးတော့မှဖခင်ရှေ့မှာမျက်မှောက်ကျွန်တော်တွေ့မြင်ရမှာဖြစ်တယ်ဆိုင်လားမဆိုင်ဘူးလားကျွန်တော်တို့နဲ့ဆိုင်တာပဲကိုမိသားစုကကိုမိသားစုပြန်တွေ့ရမှာဒါကြောင့်မို့ကျွန်တော်တို့ထာဝရအာမခံချက်ကျွန်တော်တို့ကိုနှစ်သိမ့်ခြင်းကဒီနှုတ်ကပတ်တော်ဖြစ်တယ်ပြန်တွေ့ကြမယ်ဒါကြောင့်တင်းချိုင်းမှာကျွန်တော်ပြန်နော်ဒါတကြိုပြီးတဲ့အခါမှာနော်ရုပ်ကလပ်ကိုတကြိုပြီးတဲ့အခါမှာကျွန်တော်ဗာပြောလဲဆိုတော့ see you again ပြောကြည့်အောင်ပြန်တွေ့ဆုံမယ်လို့ပြောတာမတွေ့တော့တဲ့နော်ကျွန်တော်မတွေ့တော့လို့ကွာမယုံကြည်သူပြောနေတယ်လို့မျိုးမင်းသွားလို့ရသွားပါတော့ငါတို့နဲ့မဆိုင်ဘူးပြောနေတာခရစ်ယာန်တွေကဒါကလုံးဝ theology မှာယေရှုခရစ်တော်ကိုယုံကြည်တော့သူကဘာပြောရမလဲဆိုတော့တင်းချိုင်းမှာပင်လေပြန်ဆုံကြမယ်နော် see you again အဲ့လိုပြောနော် see you again တွေ့မလားမတွေ့ဘူးလားsee you again မပြောတဲ့လူကတော့အာမခံချက်မရှိသေးလို့ကိုတွားမလားမသိသေးလို့အဲ့ဒါဟိုမှာတွားတဲ့လူကတော့အာမခံချက်နဲ့တွားလိုက်ပြီဒီမှာနောက်ကျန်တဲ့လူအာမခံချက်မရှိတော့ see you again ကမပြောရဲဘူးတွားမပြောရဲဘူးအဲ့ဒါပြဿနာဒါကြောင့်တင်းချိုင်းမှာပြင်လေကျွန်တော်တို့ကတချင်းဆိုတယ်ဗျညာဦးအချိန်ရှိဘီမိုးလဲချုပ်ပြီးကိုတော့အပြင်မစားနိုင်တော့သူမရှိဘူးအဲ့ဆို तू အိပ်ပျော်သွားတာနော်ထောင်တော့ခွဲခွာထားတာ तू တည်သွားတာဒါပေမဲ့ခဏအိပ်ပျော်တာအဲ့ဒါကို SDA နော်ဒီသူတို့ပြောတာအိပ်ပျော်သွားတယ်ဆိုတော့ तू ဘာမှမသိတော့ဘူးတဲ့နော်တုတ်တန်ကျမ်းခန်းထဲမှာရှိတယ်လေဒီမှာတုတ်တန်ကျမ်းခန်းကြီးဒေသနာကျမ်းခန်းကြီး956ထဲမှာပေါ့ဗျာ तू ကဘာပြောထားလဲဆိုတော့တည်တော့ तू ကအဘယ်ရာကိုမှမသိသူဤချစ်ချင်းမုန်းချင်းညူစုချင်းနဲ့ပျောက်ပြက်ဤဆိုတော့သူတို့ဘာပြောတည်တဲ့သူကအိပ်ပျော်တာဖြစ်တဲ့အတွက်တင်အိပ်ပျော်တဲ့အချိန်တင်သိလားတဲ့အဲ့တော့မသိဘူးငါတို့အိပ်ပျော်နေမသိဘူးအဲ့ဒီလိုပဲဝိညာဉ်ကအိပ်ပျော်သွားအဲ့မှာအိပ်နေတာ तू မသိတော့ဘူးပြောတယ် तू အဲ့လိုပြောတာဒါကြောင့် तू ဘာမသိတော့ခရစ်တော်တဘုံမဟုတ်တဲ့အချိန်မှာ तू ပြန်ထမယ်ဒါကြောင့်မို့ရှင်ပြန်ထမြောက်တယ်လို့ပြောတာတကယ်တော့အဲ့ဒီရှင်ပြန်ထမြောက်မယ်ပြောတာခန္ဓာကိုပြောတာဗျဝိညာဉ်ကိုပြောတာမဟုတ်ဘူးဝိညာဉ်ကသိတယ်ဝိညာဉ်ဘယ်သွားလဲဆိုတာသိတယ်ဒါကြောင့်တထေးကြီးနဲ့လာဇရုကဘယ်သွားလဲဆိုတာအတိအကျဖော်ပြတာယေရှုခရစ်တော်ကိုယ်တိုင်ကလည်းပဲတင်းချိုင်းမှာအသေးခံပြီးတဲ့အခါမှာသူ့ရဲ့ဝိညာဉ်ကမာရနာနိုင်ငံကိုဆင်းသက်ပြီးအင်္ဂလိပ်ဟောပြောပြီးတော့မှရှေးဘိုးဘေးတွေတန်ရှင်းသူတွေကိုခေါ်ထုတ်ပြီးပရာတိတုဘုံခေါ်သွားတယ်လို့ပြောတယ်တင်းချိုင်းမှာအိတ်နေတာမဟုတ်ဒါကြောင့်ရှင်ပေါလုကဘာပြောလဲဆိုတော့ငါဒီတဲ့နော်ယခုဘဝကိုစွန့်ပယ်ပြီးတော့သူဘာပြောလဲယခုဘဝကိုစွန့်ပယ်ပြီးတော့မှကိုတော်နဲ့အတူနေမြဲနေဖို့အလို့ငါလို့ရှိတယ်အဲ့တော့ဒီဘဝကိုချုပ်ငိမ့်တဲ့အခါခန္ဓာကိုထားခဲ့တဲ့အခါကိုတော်နဲ့သူကဝိညာဉ်ကသွားပြီဝိညာဉ်မသိတာမဟုတ်ဘူးဝိညာဉ်အိပ်ပျော်နေတယ်မဟုတ်အဲ့ဒီအိပ်ပျော်တယ်ဆိုတာကခန္ဓာမြေကြွေတာကိုပြောတာဖြစ်တယ်တနေ့ကျရင်ပြန်ထလာအဲ့ဒီထလာတာကဝိညာဉ်ထလာတာမဟုတ်ခန္ဓာထလာဝိညာဉ်ကတော့ဘုရားထဲမှာကျွန်တော်စမ်းသပ်အာမင်